ဖို့ပေါ်တိုင်းရဲ့ညီကိုများအားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ခရစ္စတီယာနိုရိုနယ်ဒို CR7 ကြောင့်ပြောကြတာပေါ့ကျွန်တော်တို့ရဲ့ဒီခရစ္စတီယာနိုရိုနယ်ဒို CR7 ကပြီးခဲ့တဲ့ညကကမ္ဘာဖလားပြိုင်ပွဲမှာကျွန်တော်တို့နှစ်ကိုသွင်းပြီးတော့ဒီကမ္ဘာဖလားရဲ့သူ့ရဲ့အဖွင့်ဂိုးတွေကိုတော့အစသွင်းသွားပြီဖြစ်တယ်စိတ်ဝင်စားစရာကောင်းတာကကျွန်တော်တို့ရဲ့ CR7 ဒီနေ့ပွဲမှာပဲနှစ်ကိုသွင်းတယ်စံချိန်နှစ်ခုကိုချိုးသွားတယ်ဘာစံချိန်နေလဲဆိုတော့ကျွန်တော်တို့ဒီဘောလုံးကမ္ဘာဖလားဘောလုံးသမိုင်းမှာအသက်ကြီးဆုံးဂိုးသွင်းတဲ့လူအသက်ကြီးဆုံးဂိုးသွင်းတဲ့သူဖြစ်တယ်နောက်ထပ်စံချိန်တစ်ခုကကျတော့ကျန်တဲ့စံချိန်မဟုတ်ဘူးဗျကျွန်တော်တို့ဒီပေါ်တူဂီနိုင်ငံသားပေါ့ကစားသမားတွေတွေမှာကမ္ဘာဖလားသွင်းဂိုးအများဆုံးသူနေရာကိုကျွန်တော်တို့ခရစ္စတီယာနိုရိုနယ်ဒိုရရှိသွားပြီဖြစ်တယ်ခရစ္စတီယာနိုရဲ့ရှေ့ကကမ္ဘာဖလားမှာပေါ်တူဂီနိုင်ငံအတွက်ဂိုးအသွင်းအများဆုံးသွင်းထားတဲ့လူကတော့ UCB ကိုလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ကဏ္ဍဝင်ကစားသမားကြီးပေါ့ပေါ်တူဂီရဲ့ကဏ္ဍဝင်ကစားသမားကြီးပေါ်တူဂီရဲ့ကဏ္ဍဝင်ကစားသမားကြီးကသူကကျွန်တော်တို့ကိုသွင်းထားတယ်ကျွန်တော်တို့ခရစ္စတီယာနိုရိုနယ်ဒိုကကျွန်တော်တို့ခုနင်းညာကသွင်းတဲ့ဂိုးနှစ်ဂိုးနဲ့ဆိုရင်10ဂိုးရှိသွားပြီအရင်ကမ္ဘာဖလားတွေမှာစုစုပေါင်းသူကကျွန်တော်တို့10ဂိုးသွင်းထားပြီး10ဂိုးသွင်းထားပြီးကျွန်တော်တို့ရဲ့ခရစ္စတီယာနိုရိုနယ်ဒိုကဒီညမှာ2ဂိုးသွင်းတဲ့အတွက်သူ့အနေနဲ့စုစုပေါင်းသွင်းဂိုး10ဂိုးရရှိသွားပြီဖြစ်တယ်ကျွန်တော်ခရစ္စတီယာနိုရိုနယ်ဒိုဟာကမ္ဘာဖလားမှာ6ကြိမ်ဆက်တိုက်ဂိုးသွင်းတဲ့စံချိန်ကိုလည်းသူရရှိသွားပြီဖြစ်တယ်ဗျUCB ကိုအကြောင်းပြောရမယ်ဆိုရင်တော့ကျွန်တော်အများကြီးပြောချင်တယ်ဗျ UCB ကိုဆိုတာကညီကိုတို့အနေနဲ့နားထဲမှာနည်းစိမ့်တဲ့နာမည်တစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ခုမှအရင်တော့ဘောလုံးကိုလေးလာတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ UCB ကိုရင်းနှီးပြီးသားလူတယောက်ဖြစ်မှာပါကျွန်တော်တို့ညီကိုတွေအကြောင်း UCB ကိုအကြောင်းကျွန်တော်နည်းနည်းပါတော့မိတ်ဆက်ပေးခြင်းနဲ့ UCB ကိုဆိုတာပေါ်ချီကြီးကောင်းတော့မဟုတ်ဘူးဗျသူလဲကျွန်တော်တို့ကဏ္ဍဝင်ပေါ်တူဂီရဲ့ကဏ္ဍဝင်လဲဟုတ်တယ်ကျွန်တော်တို့ဘောလုံးလောကရဲ့ကဏ္ဍဝင်ဆိုလဲပြောလို့ရတယ်ဗျဘောလုံးလောကရဲ့ကဏ္ဍဝင်လို့ဘာလို့ပြောလို့ရလဲဆိုတော့သူကကျွန်တော်တို့ပီလီတို့နဲ့ခစ်ပြိုင်ကစားသမားကြီးဗျခစ်ပြိုင်ကစားသမားကြီးဘလို့ကောင်းခဲ့စလဲဆိုရင်သူကဘေဖီကာအသင်းအတွက်ကစားတယ်ကျွန်တော်တို့ပီလီကတော့ဘောလုံးလောကရဲ့ကင်းကြီးကတော့ကျွန်တော်တို့ပီလီကတော့သူကစန်တိုအသင်းမှာပဲကစားတယ်သူတို့နှစ်သင်းဘေဖီကာနဲ့ကျွန်တော်တို့စန်တိုအသင်းနဲ့တွေ့တဲ့ပွဲတွေရှိတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီကမ္ဘာကလပ်ဖလားပုံစံမျိုးပေါ့ဥရောပရဲ့အကောင်းဆုံးအသင်းတွေချင်းရှင်ပြိုင်ရတဲ့ပွဲတွေမျိုးရှိတယ်အဲ့ဟာမှာတော့သူကနှစ်ကြော်သလုံးမှာတော့ပီလီကိုတော့ရှုံးခဲ့တယ်ပီလီနဲ့ခစ်ပြိုင်ကျွန်တော်တို့ပီလီကဘရာဇီးအသင်းရဲ့ National Treasure ဆိုရင်ကျွန်တော်တို့ UBCO ကလည်းကျွန်တော်တို့ပေါ်တူဂီအသင်းရဲ့ပေါ်တူဂီနိုင်ငံအတွက် National Treasure ပဲဗျသူကပေါ်တူဂီနိုင်ငံမှာဘယ်လောက်တောင်ဩဒါညောင်းလဲဆိုရင်သူ့ကိုပေါ်တူဂီနိုင်ငံမှာပေါ်တူဂီနိုင်ငံအတွက်ဒကင်းဆိုပြီးသတ်မှတ်တယ်သူ့ရဲ့ဒီအကစားလောကပေါ့ဘောလုံးလောကမှာသူ့ရဲ့နာမည်ကြောင့် The Black Panther ဖြစ်ပါတယ် Black Panther တော့ညီကိုလိုရှင်းနေပါပါသူ့ရဲ့နာမည်ကြောင့်အစား The Black Panther ဖြစ်ပါတယ်သူကကျွန်တော်တို့ National Treasure နဲ့သတ်မှတ်ခံရတဲ့အတွက်သူ့အနေနဲ့ကျွန်တော်တို့ဒီခေတ်ကာလကဘောလုံးလောကမှာဩဒါကြီးနေတဲ့ Real Madrid တို့အီတလီကအင်တာမီလန်တို့အသင်းတွေကိုပြောင်းခွင့်မရခဲ့တာဆိုတော့ကျွန်တော်တို့ခေတ်ကာလကပေါ်တူဂီနိုင်ငံကအာနာရှင်အုပ်စိုးတဲ့ခေတ်ဗျအာနာရှင်အုပ်စိုးတဲ့ခေတ်မှာပေါ်တူဂီနိုင်ငံရဲ့ဘုရင်က UBCO ကိုကျွန်တော်တို့အသင်းပြောင်းမခံဘူးပေါ်တူဂီနိုင်ငံအတွင်းမှာပဲနေရမယ့်ပုံစံမျိုးသတ်မှတ်ထားတဲ့အတွက် UBCO ကကျွန်တော်တို့ဒီအာနာရှင်အုပ်ချုပ်တဲ့ကာလပတ်လုံးမှာကျွန်တော်တို့ပေါ်တူဂီနိုင်ငံရဲ့ဘီကာအသင်းမှာပဲကစားသွားတယ်သူ့အနေနဲ့ပေါ်တူဂီအသင်းအတွက်ကစားခဲ့တဲ့ပွဲကအမှတ်တရရှိဆုံးပွဲနဲ့အမှတ်တရရှိဆုံးပွဲရတော့မြောက်ကိုရီးယားနဲ့ပွဲပဲဗျမြောက်ကိုရီးယားနဲ့ပွဲမှာကျွန်တော်တို့ပထမပိုင်းမှာမြောက်ကိုရီးယားအသင်းက30စီးနဲ့ရှုံးနေတယ်မြောက်ကိုရီးယားအသင်းနဲ့ပွဲမှာပေါ်တူဂီအသင်းက30စီးနဲ့ရှုံးနေတယ်ဒုတိယပိုင်းမှာကျွန်တော်တို့ဝင်လာပြီးတော့ UCB ကတယောက်တည်းနဲ့၄ဂိုးသွင်းပြီးတော့ကျွန်တော်တို့မြောက်ကိုရီးယားအသင်းကို9ဂိုး3ဂိုးနဲ့9ဂိုးနဲ့အနိုင်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တယ်အဲ့ဟာရမရဘယ်ကမ္ဘာဖလားမှာလဲဆိုတော့ကျွန်တော်တို့1966ကျွန်တော်တို့မရကျွန်တော်တို့ဒီအင်္ဂလန်ကမ္ဘာဖလားရတဲ့နှစ်ပေါ့အဲ့နှစ်မှာအင်္ဂလန်မှာပဲအင်ရှင်အနေနဲ့ကမ္ဘာဖလားကိုကျင်းပတယ်အင်္ဂလန်ကအဲ့နှစ်မှာကမ္ဘာဖလားကိုအဲ့နှစ်မှာပဲကမ္ဘာဖလားကိုရရှိတာဖြစ်တယ်အဲ့နှစ်မှာဂိုးသွင်းများဆုံးစုက UBCO ကရတာဗျ
UBCO ကသူကအဲ့ပြိုင်ပွဲတစ်လျှောက်6ပွဲကစားပြီးတော့သူ့အနေနဲ့6ဂိုးသွင်းပြီးတော့အကောင်းဂိုးသွင်းများဆုံးကမ္ဘာဖလားအဲ့66ခုနှစ်ရဲ့ဂိုးသွင်းများဆုံးစုကိုသူရယူပေးသွားတယ်ဗျပေါ်တူဂီကလည်းအဲ့နှစ်ကကျွန်တော်ပေါ်အဲ့နှစ်ကအောင်မြင်ဆုံးနှစ်လို့ပြောလို့ရတယ်သူကကမ္ဘာဖလားမှာတတိယဆုရခဲ့တယ်ပေါ့လေတတိယဆုရခဲ့ကိုသွင်းခဲ့တယ်သူကဒီကမ္ဘာဖလားဂိုးသွင်းနေပေါ်တူဂီတက်ဆန်ကြီးနေထတာကကျွန်တော်တို့ငါတို့ခရစ္စတီယာနိုရိုနယ်ဒို CR7 က6နှစ်မှာသူက10ဂိုးသွင်းတာဗျကျွန်တော်တို့ UBCU ကကြတော့သူကတစ်နှစ်တည်းကိုကမ္ဘာဖလားတစ်နှစ်အတွင်းမှာသူက9ဂိုးသွင်းပြီးတော့သူကစံချိန်တင်ထားတာ UBCO အကြောင်းကစိတ်ဝင်စားစရာအချက်တွေအများကြီးရှိတယ်ဗျသူကပေါ်တူဂီရဲ့ National Treasure ကျွန်တော်တို့ပီလီကဘရာဇီးရဲ့ National Treasure သူတို့အသက်တွေနှောင်းပိုင်းရောက်တဲ့အချိန်မှာကြာသူတို့အသက်အရွယ်တွေနှောင်းပိုင်းရောက်တဲ့ချိန်မှာကျွန်တော်တို့ပီလီကလည်းဘရာဇီးကနေထွက်ပြီးတော့ American League မှာကစားတယ်ကျွန်တော်တို့ UBCO ကလည်းအဲ့ပေါ်တူဂီကအာနာရှင်လောက်ကလွတ်သွားပြီပေါ့ကျွန်တော်တို့အာနာရှင်လောက်ကလွတ်သွားတဲ့ကာလဖြစ်တဲ့အတွက်အသက်30ကျော်ကစားသမားအကြပိုင်းအရွယ်ရောက်တဲ့အချိန်မှာကျတော့သူကအသက်30အကြပိုင်းအရွယ်ရောက်တဲ့အချိန်မှာကျသူကဘရာဇီးကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့ကလပ်ဒီမှာသွားရောက်ပြီးကစားတယ်ဗျအဲ့အချိန်မှာအမေရိကန်ရဲ့ထုံးစံအတိုင်းကျွန်တော်တို့အော်စတာအသင်းတွေရှိတဲ့အချိန်အော်စတာအသင်းတွေနဲ့ဒီဥရောပအသင်းတွေနဲ့ခြေစမ်းပွဲတွေကစားတဲ့ပုံစံမျိုးတွေရှိတတ်တာဟိုရှိတတ်တော့အဲ့အမေရိကန်ရဲ့အကျင့်ပဲအဲ့အချိန်မှာတော့ပီလီနဲ့ UBCO ကတသင်းနဲ့တွဲပြီးတော့ကစားခဲ့တဲ့သမိုင်းမှတ်တမ်းတွေလည်းရှိတယ်ဗျUBCU တို့ပီလီတို့တွဲကစားတဲ့ဘောလုံးအမေရိကန်ရဲ့ဘောလုံးပွဲတွေစပြီးတော့အမေရိကန်နိုင်ငံသားတွေဘောလုံးပိုးဝင်သွားတယ်ဆိုတာလေပီလီတို့UBCU လောက်ခဲ့တဲ့လက်ချက်တွေပဲဗျ UBCU ကသူနိုင်ငံအသင်းအနေနဲ့လည်းအောင်မြင်မှုများတယ်ကျွန်တော်တို့ကလပ်အသင်းတွေလည်းအောင်မြင်မှုများတယ်ဗျကလပ်အသင်းတွေနဲ့အောင်မြင်မှုများတာဘင်ဖီကာကကျွန်တော်တို့ဒီဥရောပဖလားချန်ပီယံရှစ်ဖလားပေါ့ယခုလက်ရှိချန်ပီယံရှစ်ဖလားကိုသူ2ကြိမ်ရဘူးတယ်ဗျ2ကြိမ်ရဘူးတာပထမတစ်ချိန်ကကြတော့အဲ့ချိန်ကကြ UBC ကိုအသက်ငယ်သေးတယ်ဗျအဲ့အတွက်ပထမတစ်ချိန်1961မှာ UBC ကိုအနေနဲ့ဝင်မကန်နိုင်သေးဘူး1962မှာတော့ဝင်ကန်တယ်အဲ့နှစ်မှာကျွန်တော်ဘင်ဖီကာကဥရောပချန်ပီယံရှစ်ဖလားချန်ပီယံခုလက်ရှိချန်ပီယံလိဂ်ဖလားတစ်ချိန်ထက်ရတဲ့ကျွန်တော်တို့အဲ့ကြောင်းလည်းနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်ဗျကျွန်တော်တို့ဒီ Real Madrid ချန်ပီယံလိဂ်တွေစကန်တော့ Real Madrid ကနေပြီးတော့5ချိန်ဆက်တိုက်ချန်ပီယံဖလားရတယ်ချန်ပီယံဖလားရပြီးတော့နောက်အဲ့ကျွန်တော်တို့1960အထိနဲ့Real Madrid အသင်းကကျွန်တော်တို့ချန်ပီယံလိဂ်ဖလားကို5ချိန်ဆက်တိုက်ရပြီးသွားပြီ1961မှာဘင်ဖီကာအသင်းကချန်ပီယံလိဂ်ဖလားရတယ်အဲ့ဟာတော့သူတို့ကျွန်တော်တို့ဘင်ဖီကာအသင်းဆိုတာတော့အဲ့ခေတ်ကာလမှာဆိုရင်တော့စပိန်တွေကိုရှေ့ဖြုတ်တဲ့အသင်းလို့ပြောလို့ရတယ်1961မှာကျွန်တော်တို့ဘာစီလိုနာအသင်းကိုဖြုတ်ပြီးတော့ချန်ပီယံလိဂ်ဖလားကိုဘင်ဖီကာရယူသွားတယ်ဒုတိယ1960ဒုတိယအကြိမ်ဘင်ဖီကာအသင်းအတွက်ဒုတိယအကြိမ်နဲ့1962မှာ UBC ကိုအသက်20အရွယ်နဲ့ပါဝင်ကစားပြီးတော့အဲ့နှစ်မှာကျတော့ကျွန်တော်တို့စပိန်ရဲ့ချန်ပီယံဘယင်လို့ခေါ်တဲ့ချန်ပီယံလိဂ်ရဲ့ဘယင်လို့ခေါ်တဲ့စပိန်ရဲ့ Real Madrid အသင်းကိုဖြုတ်သွားတယ်အဲ့ပွဲမှာမှတ်တရရှိတာကကျွန်တော်တို့ Real Madrid အသင်းမှာPuskas တို့ကျွန်တော်ဒီစတီဖာနိုတို့ကြီးစိုးနေတဲ့အချိန်ပေါ့လေကြီးစိုးနေသူတို့အနေနဲ့ကစားသမားဘဝရဲ့အကြပိုင်းကိုရောက်နေပြီကျွန်တော်တို့ UBCO ကကစားသမားရဲ့အသက်အဲ့ပွဲဒီမှာပဲ UBCO ကကစားသမားဘဝအစလို့ပြောလို့ရတယ်သူ့အနေနဲ့အဲ့ချိန်မှာအသက်20ပဲရှိသေးတယ်အဲ့ပွဲမှာကျွန်တော်တို့အဲ့ခေတ်ကာလကကျွန်တော်တို့ဒီမက်ဒရစ်အသင်းကပထမပိုင်းမှာဘီဖီကာအသင်းကို3-2နဲ့မက်ဒရစ်အသင်းကနိုင်နေတယ်ဒုတိယပိုင်းလည်းရောက်ရောကျွန်တော်တို့မက်ဒရစ်အသင်းကိုတတ်မဲ့ UBCO ဆိုတဲ့လူငယ်ပေါက်စဂျိုးသားလေးတယောက်ဆင်းလာပြီပေါ့ဗျာသူကကျွန်တော်တို့ဒုတိယပိုင်းမှာဝင်လာတယ်ကွင်းလယ်ကိုကျွန်တော်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ပိုင်းကိုအသာစီးယူပြီးတော့သူ့ဒီကျွန်တော်တို့မက်ဒရစ်အသင်းကိုကျွန်တော်တို့ပင်လယ်ဒီတကူနဲ့ကျွန်တော်တို့နောက်ထပ်အနိုင်ကူ2ခုစက်တိုက်သွင်းယူပြီးတော့အဲ့နေရကျွန်တော်တို့ဒီဥရောပချန်ပီယံဆုကိုရယူသွားတယ်ဗျအဲ့မမရအဲ့မှာရှိတယ်ကျွန်တော်တို့ရဲ့ဒီမက်ဒရစ်အသင်းရဲ့Puskasကကျွန်တော်တို့ UBCO ကိုအင်ကြီးလဲပြီးတော့နှုတ်ဆက်တဲ့အခမ်းအနားလေးလုပ်လိုက်တယ်အဲ့ဟာကကျွန်တော်တို့ဒီနောက်ပိုင်းခုနှစ်တွေမှာဘာကိုပြောလဲဆိုတော့ဘောလုံးလောကရဲ့ဒီဂိုးသွင်းပြင်တိုက်စစ်အကောင်းဆုံးဆိုတဲ့ဆုကိုဒီဆိုတာPuskasကနေပြီးတော့ကျွန်တော်ဒီစတီ
UCB ကိုလွှဲပေးရဆိုတော့တမိုင်းမှတ်တမ်းနေတယ်ကြံခဲ့တယ်ဗျစိတ်ဝင်စားစရာကောင်းတာကအဲ့တော့ကျွန်တော်တို့ရဲ့ CR7 နဲ့ UCB ကိုနဲ့ဘာတွေတူလဲဆိုတော့နိုင်မခံအရှုံးမပေးတဲ့စိတ်တွေပေါ့လीနော်ကျွန်တော်တို့ဆွမ်းနာပြောခဲ့တဲ့ကျွန်တော်တို့အင်္ဂလန်ကမ္ဘာဖလားမှာမြောက်ကိုရီးယားအသင်းကိုရှုံးနေရနေပြီးတော့ပြန်နိုင်အောင်ကစားတဲ့ပွဲတွေရီယယ်မက်ဒရစ်ကိုရှုံးနေရနေပြီးတော့ပြန်နိုင်အောင်ကစားတဲ့ပွဲတွေမှာအဲ့ဒါဆိုရင်နိုင်မခံရှုံးပေးစိတ်ကကျွန်တော်တို့ရဲ့ develop ဘန်တာကြီးမှာလည်းရှိတယ်ကျွန်တော်တို့ရဲ့ CR7 မှာလည်းရှိတယ်ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်တို့ပေါ်တူဂီနိုင်ငံသားအနေနဲ့ကမ္ဘာဘောလုံးလောကကိုလွှမ်းမိုးမဲ့ဆိုတဲ့လူတယောက်ကပေါ်တူဂီနိုင်ငံသားတွေမှာပဲရှိရလားမသိဘူးအနိုင်မကန်ရှုံးပင်းစိတ်တက်ကြက်ခိုင်မှုပိုင်းတွေမှာတော့ပေါ်တူဂီကစံထားလောက်တဲ့နိုင်ငံအသင်းဖြစ်တယ်တော့မှတ်တမ်းဝင်သွားမဲ့သဘောရှိတယ်ဗျ။ဘာပြောဒီကမ္ဘာဖလားမှာတော့ကျွန်တော်တို့ရဲ့ CR7 က UCPO ရဲ့စံချိန်6သွင်းများဆုံး6သွင်းထားတဲ့စံချိန်ကိုတော့10ခုနဲ့ခုဖျက်ကျော်သွားပြီးနောက်ထပ်လာမဲ့ကမ္ဘာဖလားပြိုင်ပွဲတွေမှာပေါ်တူဂီအသင်းနဲ့ကျွန်တော်တို့ရဲ့ CR7 နဲ့ဂိုးတွေထပ်ပြီးတော့သွင်းပြီးတော့ကမ္ဘာဖလားရဲ့မှတ်တမ်းတွေကိုဘယ်လိုရေးထိုးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ football ဒိုင်ယာကြီးဒီပေးလေးကိုအားပေးတဲ့ညီကိုများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်